ကိုကြောင့်ဘယ်သူမှဒုက္ခမရောက်စေခြင်းဘူးဆိုရင်ကိုချင်းသီလထိမ့်သိမ်းဆောက်ရှောက်ပါကိုချင်းသီလဆိုတာသူများဒုက္ခမပေးတဲ့အလုပ်ပဲနော်သူများဒုက္ခပေးတယ်ဆိုတာသိတယ်မဟုတ်လားသူများအသက်တတ်ရင်လည်းသူများဒုက္ခပေးတာသူများဥစ္စာခွေးရင်လည်းသူတို့ဘာဒုက္ခပေးတာပဲကာမကိစ္စတွေမှာမမယွင်လို့ရင်လည်းသူများဒုက္ခပေးတာပဲလေလိန်ပြောရင်လည်းသူများကိုဒုက္ခပေးတာပဲတုံးနဲ့တူမတက်အောင်ခုံးတိုက်ထားလည်းပဲဒုက္ခပေးတာဆဲတာရေးတာလည်းဒုက္ခပေးတာဒီကနေ့ခေတ်တော့ပါဇက်ကတောင်ထုတ်မစို့လက်နဲ့ရေးပြီးတော့ Facebook ကဆဲနော်ဆဲဖို့ဆဲနည်းတွေမျိုးစုံပဲအဲ့ဒါတွေဟာကိုကျင့်သီလပျက်စီးခြင်းရဲ့အဓိပ္ပာယ်တွေပဲအဲ့ဒီလိုဟာတွေမရှိအောင်သူများကိုဒုက္ခပေးတဲ့အလုပ်တွေကရှောင်ပြီးတော့ကိုကျင့်သီလနဲ့ပြည့်စုံအောင်ကြိုးစားတယ်ကာယဒုစရိုက်ဝစီဒုစရိုက်ကိုမကျွလွန်မဲနဲ့ကိုဒါမြင့်မြတ်တဲ့အလုပ်လို့ခေါ်တယ်ဒါကိုမြင့်မြတ်တဲ့အလုပ်ဆိုလို့ရှိရင်လိန်ပြောတာဟာအောက်တန်းကျတဲ့အလုပ်တုံးနဲ့တူမတက်အောင်ဂုံးတိုက်တာ